ကိုတော့ခုနကတော့လူတယောက်ကကျွန်တော်ကိုဒီဘူးလေးပေးသွားလို့ကိုတို့လာရင်ပေးလိုက်ပါတယ် ဘာဘူးလဲမသိ အဲ့တော့ကျွန်တော်လည်းမသိဘူးကို ကျေးဇူးနော်အရှိနေရပေးကမ်းလိုက်တဲ့ဘူးပဲ ကဲအဲ့ဆိုအင်းနဲ့ယူခဲ့လိုက်ခဲမှာဖွင့်ကြည့်ရပါခဏနေဆိုကြီးအဖောင်းနေရှင်းနေကြဖုန်းလာတယ်ဟယ်လိုဟုတ်ကဲ့မရှိပါရှင်းနေကြီး အဲ့လိုအရင်ရောက်ကြပြီလား ဟုတ်ကဲ့ရောက်ပါပြီခင်ဗျ ဒါဆိုဦးလေးပေးတဲ့လူလေးရောရပြီပေါ့ ဟုတ်ရပါတယ်ခင်ဗျ အေးဦးလေးနဲ့အိမ်မှာမင်းတို့ကိုမတွေ့တာနဲ့ဘေးအိမ်ကိုပဲပေးခဲ့လိုက်တယ် အော်ဟုတ်ရပါတယ်ခင်ဗျ လောလောဆယ်ဦးလေးကိုဖွင့်ကြည့်လိုက်ပါဦးအထဲမှာမင်းတို့မသိတာတွေဒါရှိပါတယ် အော်ဟုတ်ကဲ့ ဦးလေးရဲ့အခုရေးကြီးကိစ္စတခုနဲ့မင်းတို့စီကိုထွက်လာနေမင်းမှမသွားကြနဲ့ ဟုတ်ကဲ့ဆိုရင်ဖောက်လိုက်တော့အထက်မှာတော့မသိတဲ့ကိစ္စတွေအများကြီးပါတယ်ရှင်းနေရခုလည်းလာနေပြီ ငါတို့နာမည်နဲ့စာရေးတွေပါလား ရိုင်းတမီးအိမ်ပေါ်ဆင်းသွားရင်မြင်အဖေတမီးကိုပြပြကပြောခဲ့မိတယ်ညရောက်တော့တမီးခန်းထဲဝင်ပြီးအဖေကြာရင်မှုဝဲတယ်တမီးကိုခက်ရုံးကန်စီနေတာကအဖေမရှိတဲ့နောက်တမီးတယောက်တည်းရက်တည်နိုင်ဖို့ပါတမီးကစီးပွားရေးအမျှော်အမြင်ရှိတယ်တမီးရဲ့ရှုံးနေမှုတွေအတွက်လည်းအဖေမှာပတ်သက်နေအစဉ်အသင့်ရှိတယ်ဒါပေမဲ့အဖေမပေးခဲ့တာတမီးရဲ့မာနနဲ့ကြိုးစားမှုကိုယုံကြည်လို့ပဲအဖေကိုခွင့်လို့ပါတမီးကြီးအဖေနာမှာဘယ်သူမှမရှိတဲ့အချိန်မှာပြည်စုခဲ့တဲ့တမီးရဲ့လက်တွေကိုအဖေအမြဲတမ်းမြင်နေရပါတယ်အခုချိန်ထိအိမ်အောင်မပြူသေးပဲအဖေအတွက်ပေးဆက်ခဲ့ရလို့အရန်နဲ့စိတ်မကောင်းဖြစ်ရပါတယ်တမီးရန်ကုန်မှာဖွင့်ကျင်တဲ့စီကံအတွက်လည်းစီစဉ်ပေးထားတယ်ဒီအိမ်မှာပဲတမီးဘဝကိုအဆုံးသတ်ပါမယ်အပြင်လောကကိုထွက်ပြီးပြောနေပါတော့တမီးတားငယ်စော်ကြီးမင်းကိုအမြဲစုနေခဲ့တာငါသားတွေထဲမှာမင်းကစိတ်အပျော်ဆုံးဖြစ်နေလို့ပဲမင်းကိုလူတွေအထင်မသေးစေချင်ဘူးမင်းမှာတပုံရိုက်တဲ့ဝါသနာရှိတာအဖေသိတယ်မင်းခိုးရိုက်ထားတဲ့အဖေရဲ့ပုံတွေကိုလည်းအမြဲထုတ်ကြည့်ပြတယ်မင်းအမွေရရင်လောကသားမလုပ်ပဲမင်းဖြစ်ချင်တဲ့တပုံစရာဘဝကိုတိဆောက်ပါသားအဖေမင်းကိုယုံတယ်တမီးဝေတမီးမျက်နှာငယ်အောင်အဖေအကြောက်ဆုံးပဲတမီးယောက်ျားတမီးကိုနှိပ်စက်နေတာအဖေသိပေမဲ့တမီးမပြောမချင်းဝင်မပါခဲ့တာကတမီးရဲ့ဆုံးဖြတ်ချက်ကိုလေးစားလို့ပါတမီးကအဲ့ဒီငရေတွင်တွေကထွက်ခဲ့မယ်ဆိုရင်အဖေတကားကတမီးအတွက်အမြဲတမ်းဖွင့်ထားပါတယ်တာထက်ကြီးမင်းရဲ့ကြပြားရည်ထဲမှာအဖေကြောင့်တစ်ခုမှမပါတာတော့အဖေဝမ်းနေမိအဖေကမင်းကိုအမြဲတမ်းစုနေတဲ့လူဆိုးချင်းမလို့မရေးချင်တာအဖေသိပါတယ်ဒါပေမဲ့မင်းအမေကြောင့်ရေးထားတဲ့ကြပြားတွေကိုတော့ညာတိုင်းအဖေရင်မပေါ်တင်ပြီးအိပ်ဖြစ်တယ်မင်းရဲ့အမှုပညာနဲ့လူတွေကိုအကျိုးပြုပါသားတာကူလင်းမင်းရှင်းနေဆောင်ဝဲကြတော့အဖေမင်းကိုအိမ်ပေါ်နှင်ချခဲ့တာမင်းရဲ့ပြောညမှုတွေမကြည့်ရလို့ပါမင်းကညံကောင်းပေမဲ့သူများတုံးမှရှောက်တတ်တဲ့သူအဲ့ဒီနေ့ကမင်းအိတ်ဆွဲပြီးထွက်သွားတော့မင်းရဲ့ကြောပြင်ကိုကြည့်ပြီးငါသားဟာအောင်မြင်တဲ့ရှင်းနေတရားဖြစ်လာမှာပါလို့အဖေတယောက်တည်းရေရွခဲ့တယ်မင်းကိုတင်းကျပ်ခဲ့တဲ့မြတ်အခုမင်းအောင်မြင်နေတဲ့ပုံရိပ်ကိုကြည့်ပြီးအဖေအမားတွေကိုပြင်ဆင်ရစေဆိုရင်ရှင်းနေရောက်ပြီထင်တယ်တခါတော့ဖွင့်လိုက်ပါဟုတ်ဦးလေးထိုင်ပါဒါနဲ့ဦးလေးခဏပြောတဲ့အရေးကြီးကိစ္စဆိုတာ ဟုတ်တယ်ဦးလေးစီတတိတခုဝင်လာလို့ကိုတက်တဲ့သူလူတွေမင်းတို့ဒုက္ခပြေဖို့လူစုနေတယ်ကြားလို့ ။အော်အပြစ်နာတက်ဆိုလို့ရှိရင်တော့မပူပါနဲ့ကျမမှအဖြစ်ရှိရယ်။ဒါသူ့ရဲ့နှောက်ကမကောင်းတဲ့လုပ်ငန်းတွေတက်တည်တွေပါ။ဦးလေးယူထားလို့ရတယ် စိတ်ချတူမကြီးဦးလေးဓာတ်တွေကိုသက်ဆိုင်ရအောင်တင်ပြပေးမယ် ။ဟုတ်ကဲ့ပါဦးလေး အဲ့ဆိုဦးလေးကိုပြန်ဝင်ပြလို့နော် ကောင်းပါပြီဦးလေး တူတူနေစာပြစမ်းသမီးလေးတူတူသမီးကအဖေနှလုံးသားရဲ့အငယ်ဆုံးသမီးလေးပါမွေးသားသမီးဆိုပြီးတော့ဒီမောင်နှမ6ယောက်ထဲမှာသမီးမျက်နှာငယ်ခဲ့ရတယ်အဖေသိရယ်
ဒါမဲ့ဒီမောင်နှမတွေတယောက်နဲ့တယောက်ပြန်ချက်လာအောင်သမီးရပဲဂျားတွေကကူညီပေးပါသူတို့သမီးကိုလက်ခံတဲ့နေရာအဖေအောင်မြင်ဆုံးနေပဲသမီးနဲ့အတူပါလာတဲ့အယုတ်ကလေးကိုသတိရပါ တူတူနင့်ဆိုင်နောက်ဆုံးကြအောင်အိဗယ်ဖားလေ သမီးလည်းမသိဘူးမမ ခဏနေအောင်တူတူအဲ့ရုပ်လေးဘယ်နားမှာလဲ ဟောသိပြီ ။အဲ့ကြည့်ပါအောင်တူတူ။ဟာအဖေမလားတူတူကိုပွေထားတာ စိုးရီအနောက်မှာစားပါတယ်ဖက်ကြည့်ပါလား ။သမီးလေးတူတူဟာတဲ့အဖေနဲ့ဒေါခင်သူတို့ရဲ့သမီးလေးပါတယ်။တားတို့သမီးတို့နဲ့အဖေတူမေအေကွဲညီမလေးပေါ့တဲ့။ချက်ချင်းပြောရရင်လက်မခံနိုင်ပါဆိုလို့အချိန်တကူကိုစောင့်ခဲ့တာပါတဲ့ ဟာဒါဆိုရင်ဖေဖေကသမီးဖေရင်ပေါ့ အဲ့ဆိုဖေးတငယ်ချင်းသမီးဆိုတာငါတို့လင်ခဲ့ရပါဘော ဘာဖြစ်ဖြစ်သူကြောင့်ငါတို့ညီမလေးပဲလေဟုတ်တယ်မို့လား ဟုတ်တယ်ကော